တိုင်းရင်းသား35မျိုးဝန်တာတီဦးအပေခံကွမ်းရှုတဲ့ရောင်းဒုခံကွာအောင်ရာဇဝင်အရလောကရာသာသနာတက္ကရီ668ကရှမ်ဖရန်ဖိခိုက်တဲ့သမုဒ္ဒရေပေးခုပြူခန်းရှုနာရှမ်ဖရန်ရန်ခရီကတွန်းခိုက်ရှုမာတွန်းတလောင်ထီရောင်းဒုခံတကားကိုပြားနဲ့ကိုအောင်ကွန်းမြင်တွေ့နေရတဲ့ကျိုးသရားလေးကတော့ဒီကျိုးသရားကိုဖျက်ပြီးလို့ရှိရင်ဟိုဘက်မှာရောက်ရှိမဲ့ရွာကတော့ပြူလူမျိုးတွေကနေပြီးဆင်းသက်လာတဲ့တောင်သားလူမျိုးတွေနေထိုင်တဲ့ဝတ်သက်ရွာဖြစ်ပါတယ်။ဒါပေမဲ့ဒီတောင်သားလူမျိုးတွေဟာပြူလူမျိုးတွေကနေဆင်းသက်လာတယ်ဆိုပေမဲ့အခုချိန်ဒီတိုင်းသား135မျိုးထဲမှာမပါဝင်ပါဘူး။သူတို့အတိမဲ့လည်းအပြူမခံထားပါဘူး။မကွေးတိုင်းဒေသကြီးထီလင်းမျိုးကနေ10မိုင်လောက်ဝေးတဲ့ဝတ်သက်ရွာကတော့လူဦးရေ1000လောက်ရှိပြီးတောင်သားဘာသာစကားတစ်ခုကိုပဲသုံးစွဲကြတယ်လို့ရိုးရာကလေးတွေကိုလည်းယနေ့အထိတက်နိုင်တဲ့လောက်ထိန်းသိမ်းထားပါတယ်။ဝတ်တက်ရောက်မှရှိတဲ့တောင်သားလူမျိုးတွေဟာအခြားတိုင်းသားတွေစီမှာတွေ့ရဖို့ခင်းသွားပြီဖြစ်တဲ့ရွန်းစွန်းအုပ်ကြီးတွေနဲ့ဘုံကျောင်းကိုအာယုံစွန်းနဲ့နေစွန်းနေ့စဉ်ပူဆောင်လူတန်းမှုကိုတရက်မပြတ်လှုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ရွန်းစွန်းအုပ်ကြီးရဲ့မှာစွန်းနဲ့စွန်းဟင်းတွေအပြင်တီးနှံတွေကိုပါထည့်ပြီးကိုယ်တိုင်ရွက်ကဘုံကျောင်းကိုလာရောက်လူတန်းကြတာပါ။ဆရာတော်တွေကလည်းအဲ့ဒီစွန်းအုပ်တွေများစွာရှိမှပဲစွန်းစားပါတယ်။ဘုန်းကြီးကျောင်းမှာအခုကျွန်တော်တို့ဆောင်းနဲ့ဆက်ကတ်တယ်ဆမ်းပို့တယ်ဆရာတော်တွေကလည်းပဲတဲ့ဆောင်းနဲ့ပဲဆမုံပေးတယ်အဲ့ဒီအနေထားကတော့ဒါကျွန်တော်တို့တောင်သားရွာတွေမှာအရင်တော့အားလုံးရှိခဲ့တယ်တော်အဲ့ဒီရွမ်းဦးရဲ့ရွမ်းပညာကလည်းပဲရွမ်းပညာရှင်တွေကလည်းမရှိတော့တဲ့ခါကျတော့ဆက်ရွမ်းဦးတလုံးပြောက်သွားရင်တော့ဒီနေရာမှာစတိချိုင်းတို့စလုံးတို့လက်မန်းတို့ပဲစားထိုးလာတယ်ပေါ့လေဒါတော့ဒီဆောင်းနဲ့ဆမ်ပုံပေးတာကအခုလက်ရှိ9ရွာ6ရွာလောက်ရှိသေးတယ်တောင်သားရွာထဲမှာတော့လက်ရှိတောင်သားတွေဟာရှိနေသေးတယ်ဒါတကယ်တောင်သားတွေဟာဒီကနေ့ပြိမိဒီကြောက်ဖြည့်ရုပ်ကျွန်းနေလည်းမဟုတ်သေးပါဘူးတက်ရှိထင်ရှားရှိနေတယ်ပါသာစကားပြောနေတယ်တမိုင်းတော့ထားခိုင်လုံးတယ်ရာဇဝင်အရတေရခေတ္တရာခေတ်ကဘရင်တစ်ပါးဖြစ်တဲ့သမုဒ္ဒရိမင်းလက်ထက်မှာဗပဲစီယာမောင်ဆင်းရဲ့ညီမကိုသမုဒ္ဒရိမင်းကမိဖုရားမြောက်ပြီးသူ့ရဲ့ရောက်ဖဖြစ်သွားတဲ့ဗပဲမောင်ဆင်းကိုဓာကောင်းတက်လက်ဆက်တာခိုင်းခဲ့ပါတယ်။ဗပဲမောင်ဆင်းကပထမချိန်ဓာထုလုပ်ပြီးလာဆက်တဲ့အခါမှာဓာဆွမ်းကိုမသိတဲ့ရှင်ဘင်းကမြူပဲညင်းခဲ့လို့မောင်ဆင်းကအဲ့ဒီဓာကိုမြစ်ထဲလွှတ်ပစ်ခဲ့ပါတယ်။ရှင်ဘင်းကဓာဆွမ်းတိသွားတဲ့အခါနောက်ထပ်ဓာတစ်ချောင်းထပ်ပြီးလှုပ်ခိုင်းခဲ့ပြန်ပါတယ်။အဲ့ဒီအခါမောင်ဆင်းဗပဲပေါ်မှာဓာသုံးလုံးနေတဲ့အတန်ကိုရှင်ဘင်းကကြားလို့မူးမတ်တွေကိုမေးတဲ့အခါမှာနန်းလူဖို့လုပ်နေတယ်ဆိုပြီးဂုံးတိုက်မှုတွေကြောင့်ဘရင်ရဲ့မင်းပြစ်မင်းတန်တင်ပြီးထွက်ပြေးခဲ့ရင်ပြူလူမျိုးမှမသိအောင်ဘာသာစကားရောလူမျိုးပါပြောင်းလဲသုံးဆွဲရာကတောင်သားလူမျိုးဆိုပြီးဖြစ်လာတာပါတောင်သားလူမျိုးတွေမှာအမျိုးသားတွေကတော့မြန်မာလူပစိုးနဲ့အင်ကြီးကိုဝတ်ဆင်ကြပြီးအမျိုးသမီးတွေကတော့အဖြူရောင်ဂါဝင်ဝတ်ဆက်ဝတ်ဆင်ကြပါတယ်အမျိုးသမီးတွေရဲ့ရှင်ဘက်မှာအိမ်အောင်တဲ့ဆိုရင်အနဲ့ရောင်ပေါ်ကစီးထားပြီးတော့အပြိုဆိုရင်တော့အနီရောင်စီးထားကြပါတယ်စားဝတ်နေရေးအတွက်ကတော့တောင်ရလုပ်ငန်းလက်ရက်ကန်းနဲ့ဆက်ကန်းတွေကိုအိမ်တိုင်းလုပ်ကင်ကြပါတယ်တောင်သားလူမျိုးကပြောင်းနေတာလေမပေါ်ဘူးလေဒါဟိုတနိုင်ငံလုံးလို့သိအောင်လုပ်ချင်တယ်ကျွန်မတောင်သားလူမျိုးတော့ပိုသေးချင်တာပါအထာရမ်းလေးရှိတယ်ကတောင်သားလူမျိုးလို့ပြန်မပေါ်တာတိတ်ထဲမှာမကောင်းဘူးကနာting ting se chang de le ma byok chang bu de reng ba wat sung de le ba thet lu pe se chang de ngru ma wat chang de de reng ba ni chang de saka le ma byok se chang bu de reng ba pyo ni da ba saka ro ka พอมาสักมาเปี้ยวได้ป่าวผู้สนตรงตาสักเคยเปี้ยวนี่หรอกค่ะจะใช่อย่าต่อยอะไรก็รู้มาด่านี่อะว่าที่พูดเปี้ยวอะไรนั่นน่ะใครอะนิ่งใครอะเลยตรงตาลูกเปี้ยวเลยทำมารู้แต่เล่มองค์โลกค่ะตาลูกถ้าว่าอังกฤษตาเลยพาเลยมาดีจะลงว่ามาดีแค่การนกจ่าลูเลยตาจะมีเดียวนกจ่าถ้าว่าท่าတောင်သားလူမျိုးတွေပဲနေတဲ့ဝတ်သက်ရွာကတော့ဘေးပက်ပက်လယ်မှာမောချောင်းလို့ခေါ်တဲ့တောင်ကြားချောင်းဝန်းရံထားလို့ကိုလူကိုဒကျိုးသားလေးကိုပဲအားကိုးနေရပါတယ်။နာအဖဆိုးရလက်ထက်ကကွန်ကရစ်တရားတစ်စင်းလာရောက်တိဆောက်ပေးပေမဲ့တောင်ကျရေကြောင့်တစ်နှစ်ထဲနဲ့ပဲပြိုပြတ်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီတောင်ကြားချောင်းကိုကိုလူကိုထရေကားတာလုပ်ပြီးတာပိုင်နဲ့တရွာလုံးကိုလျှက်စစ်ပြီးပေးထားနိုင်တာကတော့ဝမ်းသာစရာပါ။ဒါပေမဲ့10နှစ်ကျော်ကြာနေပြီဖြစ်တဲ့ကျိုးသားကတော့အခုချိန်မှာခန္ဓာရည်နည်းလာပြီဖြစ်လို့တရားတစ်ခုအမြန်လိုအပ်နေပါတယ်။
ရွာထဲမှာတော့လက်ရှိအလေတန်းထိတင်ကြားနိုင်တဲ့ဆိုးရကျောင်းနဲ့ကျေးလက်ကျမ်းမာရေးစီပေကန်တစ်ခုကတော့ရှိနေပါပြီ။တောင်သားရွာတွေဟာကံကောင်းမြို့မှာ9ရွာထီလင်းမြို့မှာ16ရွာကြောက်ထုမြို့မှာ28ရွာစေတုတ်တရာဘက်မှာ3ရွာနဲ့ချင်းပြည်နယ်ထဲမှာ10ရွာလောက်ရှိနေပါသေးတယ်။ဒါပေမဲ့တောင်သားဘာသာစကားကိုပြောတဲ့ရွာတွေကတော့မရှိသလောက်နည်းသွားပါပြီ။ ဒီတောင်သားရွာဝတ်တဲ့ကစပြီးတော့မှပွားလာလိုက်တာအဲ့မှာထီလင်းနေမှာဆိုရင်ဟိုတုန်းကတော့22ရွာလောက်ရှိတယ်အခုတော့လူမျိုးဝါမျိုးတာခံရတာရောနည်းနည်းဂုံငယ်တာရောတော့တချို့ကလည်းဗမာပြောင်းပြီးတော့မှပြောကြလို့တောင်သားစကားစစ်ပြောတဲ့ရွာတွေကတော့16ရွာပဲကျန်တော့တယ် ဗမာတိုးထဲမှာနေရတယ်ဆိုတော့တောင်သားတွေဟာတစတစနဲ့ဒါတောင်သားစကားပြောရင်တော့မှဒါရှေ့ကဘလူလိုကြောက်ရဘလူလိုဖြစ်ပြီးတော့မှဗမာစကားပြောင်းလဲတယ်ဆိုတဲ့ခါကျတော့ဒါဒီနေ့လူမျိုးကကိုရမယ်နေတာဖြစ်နေတယ်တိုးတော့ကိုနံပါတ်ရလို့ဒီရှေ့တော့ခုနပြောတဲ့ပြည်တော်စုဘွဲလို့ဒီနိုင်ငံတော်ဒီပိုလန်တပင်းဒီမှာကျွန်တော်တက်ခွင့်ရမယ်ဘုသူဒရမယ်ဗောလေဒါကြောင့်မလို့ဒါကိုနံပါတ်ရမယ်ဆိုရင်တော့ကျွန်တော်ပုံပြပန်းလာတယ်ကိုနံပါတ်ကိုပေးချင်းအဖြစ်လဲကျွန်တော်တို့ကိုနံပါတ်ပေးချင်းအဖြစ်လဲနိုင်ငံတော်တွေနဲ့ဘာဒီပြဿနာဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ဒါပုံမှန်အားတပြတော့မှဒီဒေတာအကျိုးသူမျိုးအကျိုးဒေတာတိုင်းပြည်အကျိုးပုံမှန်တက်ကြောက်ကြလုတ်ချင်ကင်ချင်တဲ့စိတ်ရှိလာမယ်လို့ကျွန်တော်အဲ့လိုပဲယူဆမိတယ် တောင်သားလူမျိုးတွေဟာထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးရိုးရာဓလေ့တွေအဖြစ်သတင်းကြွလာပြည့်နေမှာအိမ်ရှိတွေတိုင်းဝါနဲ့ဖြစ်ဖြစ်တက်သားနဲ့ဖြစ်ဖြစ်သမုတ်စင်ဆောက်အသီးအနှံတွေချိတ်ဆွဲကစီမီထွန်ပြီးဖျားပူဆိုတာမျိုးတွေလုပ်ကြပါသေးတယ်။ဒါ့အပြင်ရှေးဟောင်းပစ္စည်းတွေနဲ့ပေသာတွေကိုလည်းဝက်သက်ရွာမှာဖုံးတော်ကြီးကျောင်းမှာအများကြီးထိန်းသိမ်းထားပါတယ်။သူတို့ဟာကိုယ်ပိုင်ဘာသာစကားသာရှိပေမဲ့ကိုယ်ပိုင်စာပေမရှိပါဘူး။ဒါကြောင့်စာပေပေါ်ထွက်လာဖို့ကြိုးစားနေပေမဲ့မြန်မာအခရာပြည်33လုံးနဲ့ရေးလို့မရတဲ့အတန်တွက်တွေရှိနေလို့အဆင်မပြေဖြစ်နေပါတယ်။ အတန်ထွက်ဒီကိုအခုမှဘလို့ပုံဖော်ကြမလဲအတန်ထွက်ကိုဘလို့အတန်ထွက်နဲ့ဘလို့ရေးကြမလဲဘယ်တင်ကြေတာကိုသုံးမလဲပြည်33လုံးနဲ့တရ17လုံးနဲ့တော့ဖော်မရတဲ့အတန်ထွက်ဒီရှိနေတဲ့ကြောင့်အဲ့ဒါတွေကိုတတ္တဗေဒဌာနဆိုင်ရာတွေနဲ့ညှိနှိုင်းပြီးတော့အခုမှအတန်ထွက်ကိုဖော်ထုတ်နိုင်ဖို့ကြိုးစားတော့မှရှိသေးတယ်တောင်ငန်းလူမျိုးတွေတကယ်တမ်းကတော့တစ်ချိန်တုန်းကမင်းကိုလည်းကြောက်ရချင်းကိုလည်းကြောက်ရလို့အစစအရာကြောက်ပြီးတော့အောက်တန်းကျနေခဲ့တဲ့ကြောင့်ပညာသင်ခွင့်မရခဲ့ကြဘူးဒါကြောင့်တောင်သားလူမျိုးပညာတက်ဆိုတာခဏအထိအတော်ရှားတယ်တောင်သားလူမျိုးဘွဲရဆိုတာအမတန်ရှားတဲ့ကြောင့်ပညာတက်မှာပဲဒီဟာတွေကိုထိမ့်သိမ့်နေမယ်ယဉ်ကျေးမှုတွေကိုထိမ့်သိမ့်နေမယ်ဖော်ထုတ်နေမယ်ဆိုပြီးတော့တောင်သားလူမျိုးတွေပညာတက်စီခြင်းလို့တောင်သားလူမျိုးတွေရွှေကိုပဲအထက်တန်းကျောင်းမှာလာသင်ရင်တော့ပညာသင်စိတ်ကိုတစ်လကို2000နှုန်းနဲ့တစ်နှစ်ကို2သိန်းထောက်ပံ့ပေးတယ်တိုင်းသား135မျိုးမှာထည့်သွင်းဖော်ပြခံရဖို့အဆိုကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စောမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်မြင့်ကတိုင်းလွှတ်တော်မှာတင်ပြခဲ့ပေမဲ့ပယ်ချခံခဲ့ရပြီးမှတ်တမ်းအဖြစ်သာထားရှိခံခဲ့ရပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းတောင်သားလူမျိုးတယောက်ဖြစ်တဲ့အတွေ့လွှတ်တော်မှာကျွန်တော်အဆိုတင်သွင်းပါတယ်။တင်တဲ့အခါမှာကျွန်တော်အနေနဲ့တော့လွှတ်တော်မှာတော့ရှုံးတော့တာပေါ့။ရှုံးဝင်မဲ့ကျွန်တော်တို့တွေဟာစိတ်ကမကြပါဘူး။အကြောင်းမကြတယ်ဆိုကျွန်တော်ကိုယ်တိုင်အခုမှစလွှတ်တော်ရဲ့တောင်သားလူမျိုးတွေနဲ့ရောက်လာတယ်။ရောက်လာပေမဲ့တောင်သားလူမျိုးတွေကိုတရင်ပြည်လုံးမှာရှိတယ်ဆိုတာတော့မသိဘူး။မသိတဲ့အတွက်ကျွန်တော်အနေနဲ့တင်တယ်လွှတ်တော်ထဲမှာလည်းမသိတဲ့လူကများတဲ့အတွက်အနေချင်းကတ်ကွက်ကြတယ်ကတ်ကွက်တဲ့ခါမှာလည်းတပ်မတော်တွေကအားလုံးထကတ်ကွက်တဲ့အတွက်ကျွန်တော်ရှုံးတယ်ရှုံးပေမဲ့ကျွန်တော်တို့ပထမဆုံးခြေလက်အနေနဲ့မနစ်ကတော့ကျွန်တော်တို့တွတ်ဆုံပွဲလေးကိုကျင်းပနိုင်ခဲ့တယ်အခုလိုကျင်းပပေးတဲ့အတွက်နောက်နေ့မှာဒီထက်ပိုပြီးမှကျင်းပလာရင်တော့တနင်္ဂနွေလုံးလူတိုင်းစီတည်လာမယ်လို့ကျွန်တော်အနေနဲ့တွေးမိတာပေါ့လေလက်ရှိအချိန်မှာတန်တချောင်းမှမပါပဲတစ်သားတီးတန်းနဲ့စောက်တဲ့တောင်သားရိုးရာနေအိမ်တွေလည်းရှားသွားတယ်လို့ဒေါင်းလန်းလို့ခေါ်တဲ့ရှေးဟောင်းပစ္စည်းနဲ့လက်ရည်တပြင်းနဲ့သမင်းစားတောက်ကြတဲ့ဓလေ့လည်းမရှိတော့ပါဘူး။ဒါကြောင့်လူကြီး2000လောက်သာကျန်ရှိတော့တဲ့တောင်သားလူမျိုးတွေမပြောက်ကွယ်သွားဖို့အတွက်တောင်သားလူမျိုးသူပြည်စုံပွဲကို2019ခုနှစ်ဒီဇင်ဘာလမှာပထမဆုံးအကြိမ်ဖြစ်ဝက်သက်ရွာမှာပြုလုပ်ခဲ့ပါတယ်။3နှစ်ထိအဲ့ဒီရွာမှာပဲပြုလုပ်သွားမှာဖြစ်ပြီးနောက်နှစ်တွေကိုတော့တောင်သားလူမျိုးတွေရှိရာအခြားရွာတွေမှာဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်ခင်ဗျာ။